ရှောလမုန်ကိုဖျားမေးတယ်မင်းပါလို့ရှင်လဲမင်းပါဖြစ်ရှင်လဲဖျားအမြဲတမ်းမေးတယ်တင်တို့ကျွန်တော် business လောကမှာရှိတယ်အောင်မြင်ခြင်းရင်နဲ့တင်ပါလို့ခြင်းလဲဆိုတာတင်တိကိုသိရမှာမသိလို့မရဘူးတဲ့ know exactly what you want you have to know exactly what you want if you don't know what you want then what are you going to do know exactly what you want so what do you want son ဖះပြောတဲ့အခါမှာရှောလမုန်ဘာပြောလဲဆိုတော့ဒီလူတွေကိုတဲ့ဒီလောက်များတဲ့သူတွေကိုတဲ့ကျွန်တော်ကဟာလားသူတို့ကိုကျွန်တော်ကအကောင်းဆုံးဥဆောင်သွားနိုင်ဖို့ဆုံးဖြတ်ချက်မှန်ကန်စွာချနိုင်ဖို့ဉာဏ်ပညာကိုပေးပါတဲ့ okay ဖះကပေးတယ်ဒါပေမဲ့ तू ပေးလိုက်တဲ့ဟာတော့ချက်ဖြစ်သွားတယ်ဘာလို့တိလာညီကိုမောင်မတော့ပတ်စံရှိပြီးတော့ပညာမရှိရင်အဲ့ဒီပတ်စံကမကြခင်သူများလိန်နာနဲ့ဟိုလုတ်ဒီလုတ်တာနဲ့ကုံတော့မယ်မကြခင်မှာဟိုစီးပွားရေးသွားလို့ရှုံးဒီစီးပွားရေးသွားလို့ရှုံးဟိုလုတ်ဒီလုတ်နဲ့တင်ပတ်စံမကြခင်မှာတိတ်မကြတဲ့အချိန်မှာတင်ကုံတော့မယ်မကြခင်မှာငွေနောက်ကိုပညာလိုက်တာမဟုတ်ဘူးပညာနောက်ကိုငွေကပြန်လိုက်လာတာဒါမဲ့ကျွန်တော်တို့ကကျောင်းကတင်ပေးလိုက်တာကပတ်စံရှာဖို့ပဲတင်ပေးလိုက်တယ်အဲ့ဒီမှာကျွန်တော်တို့စင်းရဲကုန်တာတက္ကသိုလ်ဆင်းလာပြီးတာနဲ့ကျွန်တော်တို့ကတက္ကသိုလ်ကနေဘွဲရပြီးတာနဲ့ကျွန်တော် company တစ်ခုမှာ9 to 5 paycheck by paycheck အလုပ်ရအောင်ပဲတင်ပေးလိုက်တာနောက်ညီကိုမောင်မတို့ဖယားကကျွန်တော်တို့ကိုခေါ်ထားတဲ့ရည်ရွယ်ချက်ကအကြီးကြီးငါ့ကိုခေါ်လို့ငါထူးမယ်ကြီးသောအရာတင်မသိနိုင်အောင်နတ်နဲတဲ့အရာကိုငါဖော်ပြချင်တယ်တဲ့ပြောချင်တာကြီးသောအရာဟလာတင်မသိနိုင်အောင်နတ်နဲတဲ့အရာဘယ်သူမှရှိတာလဲဖယားမှရှိတယ်ဥမာကျွန်တော်ပြောပြစေပေတရုကतू ကတငါတယ်ဗျဒါပေမဲ့ဖယားရဲ့အကြံစီထဲမှာ तू ကတမန်တော်ဗျကျွန်တော်သဘောပေါက်စေချင်တာက तू ဘသူလဲဆိုတာ तू မသိခင်တုန်းက तू ကတငါတယ်ဗျ तू ကတနေ့ငါးတွေနဲ့ပဲအချိန်ကုန်ရမယ်လူလို့သူ့ကို तू ထင်နေပေမဲ့ဖယားကအကြံစီရှိတဲ့ခါမှာသူ့လေထဲဝင်လာပြီးတော့ဒီနေ့ကနေစပြီးတော့မင်းကလူကိုမြားတဲ့တငါဖြစ်စေမယ်လို့ဖယားကဘာလို့ပေးလိုက်လဲ तू ဖြစ်ချင်းအမှန်ကိုဖော်ထုတ်ပေးလိုက်တယ်အဲ့ဒါဘယ်ချိန်မှာဖြစ်လာဆိုတော့တမန်တော်ဝတ္ထုခန်းကြီး1ကိုရောက်လာတဲ့အခါမှာတရားဟောတဲ့အခါမှာတငါတဲ့ဖြစ်တဲ့ तू ကတရားဟောတဲ့အခါမှာလူ3000ကျော်ပြောင်းလဲပြီးတော့မှဖယားနိုင်ငံတော်ထဲဝင်စားသွားတယ်မဟုတ်ဘူးလားဗျဆိုတော့တင်ဖြစ်နေတာတခုဖယားခင်တင့်တော့ပြင်ဆင်ထားတာတခုဗျအဲ့ဒါမသိမရှင်လူဖြစ်ရကြုံမနှက်ဘူးဗျ Come on ကျွန်တော်နားလည်ဖို့လိုတယ်အလုပ်လေးသွားလို့ paycheck ပဲ paycheck ပတ်စံလေးရဟိုဝယ်စားဟိုဝေးချင်တာလေးဝယ်အဲ့လောက်နဲ့မချေနဲ့လေလောကမှာတင်စားနိုင်ဝတ်နိုင်ရုံနဲ့တင်းရဲ့ဘဝမဟုတ်ဘူးလေအဲ့ဒါတင်းအဖြစ်လူတွေမြောက်များစွာကောင်းကြီးဖြစ်ဖို့ဘုရားကပြင်ဆင်ထားတယ်လေတင်းအတစ်ပင်တပင်ကောင်းဖြစ်တဲ့ခါမှာငါတောင်းနားနိုင်တယ်လေအဲ့ဒီမင်္ဂလာကိုဘုရားခင်တင်းကိုဖြစ်စေချင်တာလေအာမင်ပေတရုကသူဘသူဖြစ်မှမသိခင်ချိန်တုန်းကသူ့ရဲ့ဘဝကသူ့မိသားစုတစုအတွက်ပဲဖြစ်ပေမဲ့သူဘသူဖြစ်လဲဆိုတာသိသွားတဲ့ခါမှာသူ့အပြင်လူတွေထောင်နဲ့တောင်းနဲ့ချီကောင်းကြီးမင်္ဂလာခံစားတဲ့အသက်တာဖြစ်လာတယ်မဟုတ်ဘူးလားညီကောင်မောင်မတို့တငါတဲ့ဘဝတုန်းကသူ့ဘဝအတွက်တောင်မှသူရုန်းကန်နေရပေမဲ့ဖယားကိုရသွားပြီးတဲ့အချိန်မှာသူ့အရိတ်နဲ့ထိတဲ့သူတွေတောင်မှပြန်ကျမ်းမာတဲ့အခွင့်ကိုဖယားပြင်ဆင်ပေးတာမဟုတ်ဘူးလားကြီးတော်မှုကိုပြုတဲ့သူတွေဖြစ်လာတယ်လေ
ဒီမှာရှိတဲ့ဘုရားသားသမီးတွေ you are not ordinary people you are extraordinary people you are not ordinary people you are extraordinary people သင်ဟာရိုးရိုးသားသားတမန်လူတယောက်မဟုတ်ဘူးသင်ဟာကြီးသောအမှုကိုပြုဖို့ရန်အတွက်ဘုရားကရွေးချယ်ထားတဲ့သူတယောက်ဖြစ်တယ်ဆိုတာသင်မသိသေးလို့သာသင်မရှိချင်တဲ့နေရာမှာသင်ရှိနေရတာလေသင်မရှိချင်တဲ့နေရာမှာသင်ရှိနေတော့သင်မလုပ်ချင်တဲ့အရာသင်လုပ်နေရတာလေဘယ်နှယောက်ကအလုတ်သွားကန်ဒီမှာအရန်ပျော်တာတွေ့ဘူးလေဒီနေ့လုတ်သွားတော့မှဟာလေလုအရန်နေပျော်ပြီးတော့ဖဏတ်တွေစီးပြီးတော့ထွက်သွားတာတရားမရှိဘူးလေးလမ်းတော့သွားမှာပဲသွားလဲဘယ်လိုလုံးမှမသိဘယ်သူပျော်လို့လဲမပျော်ပါဘူးမပျော်ပါဘူးတယောက်မှာဘာလို့မပျော်တာလဲဆိုသင်ရှိရမယ့်နေရာမှာမဟုတ်တာအဲ့ဒါအချိန်နေရဖို့ဆရာရဲ့မှန်ပါတယ်အချိန်နေရဘယ်လောက်ထိအချိန်နေရရအောင်မလဲခရစ်တော်ကြွလာတော့မယ်ဘယ်သူမှပြစ်မတင်နဲ့ညမပြားလည်းမကောင်းလို့ထွက်လာတာဒီမှာကြတော့လည်းကောင်းလားဆိုလည်းမကောင်းမြန်ဘူးဘယ်ရှင် opera စီဆိုတာလာမလဲ I don't know အဲ့ဒီ opera စီကနေလွတ်ဖို့ရန်အတွက်သွားချင်တော့လေဟိုကပိတ်လိုက်ပြန်တယ်ကိုထရန့်ဘယ်မှာလဲငါတို့ဘဝကဘာလဲမပူပါနဲ့မပူပါနဲ့တို့ကမိဘမယ်မဟုတ်ဘူးတို့ကမိဘမယ်မဟုတ်ဘူးတို့ကမိဘမယ်မဟုတ်ဘူးဗျာဟာလေလုယာတို့ကမိဘမယ်မဟုတ်ဘူးဗျာတို့တော့ကောင်းဆုံးပြည့်စင်ပေးထားတဲ့တို့ရဲ့ကောင်းကင်အဖရှိတယ်ဆိုတာကိုဒီနေ့တည်ပေးရှင်ပါတယ်ခမအာမင်ဟာလေလုယာတင်းတော့ဘသူတွေလဲတဲ့အဲ့ဒါကိုတီးရမယ်115ခုမြောက်သောစာလငယ်15လွယ်လွယ်လေးပဲ15မှတ်ထားလိုက်တိလေးတလုံး115စာလ115အငယ်9မှတ်ထားလိုက်ကျမ်းစာဖိုင်အဲ့လိုဖတ်ရတယ်ကြည့်ရတယ်ပေါ့ဗျာ115ငယ်ဘာပြောလဲကြည့်အောင်โอเคအခုတော့ vision မဲ့ထွက်လာသေးတယ်ဟမ်115အငယ်15115လို့ခုနပြောတယ်လေဟမ်ငါထိုးထားလို့လား sorry no လို့15ပြန်လုပ်လိုက်ဟုတ်ပြီအဲ့ဒါတင်းကိုပြောနေတာလေတင်းကြော်သွားတာတင်းမသိလိုက်ဘူးလေတင်းကိုဖျားပြောတာတင်းကြော်သွားတာလေဘာလို့ကြော်သွားဆိုတင်းအလုပ်တွေများနေတယ်လေစာဝတ်နေရေးတွေအတွက်လေကိုဘသူလဲကိုတိအခုကျွန်တော် remind ပြန်လုပ်ပြစေ number ဟလာ113ဖတ်မယ်နော်ကျွန်ုပ်တို့ဒီလိုလို့ကျွန်ုပ်တို့ဒီကိုတော့မဖြစ်မှာဆိုလို့သင်တို့ဒီဆိုတာဘာလဲအာဗြဟံနဲ့အမျိုးတွေလျှောက်ပြောမှဖို့လို့သင်တို့ဒီဆိုတာဘာသူတွေလဲဟုတ်ကဲ့အားလုံးဖတ်မယ်ကျွန်ုပ်တို့ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏မနက်ထားတိုင်းတင်ကြွေးကြော်စမ်းပါမနက်ထားတိုင်းတင်အလွတ်ရွတ်စမ်းပါအာမင်မနက်ထားတာနဲ့တင်ဝန်ခံမှာဗျာအာမင်115ငယ်15အားလုံးပြဖတ်မယ်ကျွန်တော်တို့ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏တဲ့အာမင်ကိုဖြစ်ခြင်းကိုဝန်ခံတတ်လာရင်ဘုရားဘာလုပ်မယ်ထင်လို့လဲပိတ်နေတဲ့တကားတွေစတင်ပြီးတော့ဖွင့်လာလိမ့်မယ်ပြီးတော့မှတင် divine connection ဆိုတာတင်အတွက်ကောင်းကြီးဖြစ်မဲ့အဆက်အသွယ်တွေဘုရားကပြင်ဆင်လာလိမ့်မယ် hey ဘယ်သူလဲတင်တယ်ဘယ်လိုခေါ်လဲထမ်ပါဆိုပါစို့ထမ်ပါယေ
no. Now don't about John. Oh, not in my David. Tamba need a come yet in a won't can as swing. David Chow. Ben I got of the Amudio. Tambaye. Never my sinale. John Dima Malishama. Tampaning Arosim like Himula. Lally me. How day? Damn it, below Lua Adi connection, my out the dealer. In Logas are bad day, I'm sure me. Piano dollar, Lagave me. A loom with don't have out on hard. Yada Laga, Neneli, whom I hear, I'm taxing him and out, and I be on my. The young has a swear what did it. Piano dollar, let me, a loom with hair at the milk, oh, yeah, a loom with beer at the milk. Me, my boom, me. Now, Pam, do your A name, so they're pretty shit. Maloban. Nobody. Lorena, show me him, my baba. Think the passion goes up in Sentapade. Amen. Hallelujah. Manadama Church on me. Baba say them China. Bina ship Baba say them China. Bachin at the garden, pay, Paya put me so in. Betuma Pelo Mayasi Abubia. Amen. Chino Tino Gole. Say Chanda La Vidoma. Up in it, I'm hopu. Era Chino Yimba cheat him up in it. Ayabe. Chino Petana, she would in Lula. Bama my Biochino, who be low light on me, Chino. Dame Eddie Jetanaga, Chinogo, a young pion lolo. Miabu. You know why? I know who I am. The Shimayalo, the Shinya Taron Gachina. I know who I am. I know who I am. Sama Sanamdo, Sama Swanchendo Kongo Yadigeza. No can name a kakame, Simoma. We are a chosen generation. Okay, Janola Piatana, Mashiulo Matine. Simo Madima Matala Kingo. Piatana, she there. Phone one la Nadima. Wimbo. See, I can't know the material. Can't know, see, Banga phones and say, Chima and sentence. Can't know the Yaho Pida and meeting Comelo. Tapidone Jala Alo Malado din meeting. So you hold on, John Soybian meeting. Malado, dinner. As I show my dodinia. Cheat, damage on thing at the Kua. Too far that better than PP. Mata, the Tongu Mata. Problem she, promise she. Problem, promise, provision. Problem, promise, provision. Problem, promise, provision. Pujamlo, querido Shivida. Tobu dile doti ubelude. Amen. Go dile godia. Chanodo di, Gongin ye jigo, Panzendo, Taurapia, Gongji pedo tu, Picha I, Totoya lavi. Tudo leve yogi chin at Romatoro come here. I feel a little
တင်တို့ရပြီဆိုတာသူတို့အရန်တိသွားပြီအနောက်ကအဖွဲ့တွေသူတို့မထိုးတော့ဆိုတော့အတူတကွရွတ်ကြရအောင်1 2 3မရဘူးအဲ့လိုရွတ်လို့မရဘူးစာလံ115ခရိယန်တွေကဒီကျမ်းပိုက်တွေကိုအလွတ်မရဘူးဟိုစာသားတွေတော့အလွတ်ရတယ်ဒီကျမ်းပိုက်ကိုသူရွတ်လိုက်ပြီပြန်အဲ့ဒါဘယ်ကျမ်းပိုက်လဲပြောဆိုအဲ့ဒါတော့မသိဘူးကျမ်းပိုက်ပဲသိအဲ့လိုလုပ်လို့မရအဲ့လိုလုပ်လို့မရဆိုတော့ဟုတ်ပြီစာမောင်စာလံအဲ့လိုသွားလို့မရ115ခုမြောက်သောစာလံအငယ်15โอเคဖတ်မယ်ဟာဒီမှာသွားထိုးပေးထားတယ်သူတို့ကလေယုံကြည်ခြင်းတွေပြပြအောင်လုပ်ပလိုက်ပြီโอเคလုပ်မယ်အကျွန်ုပ်တို့သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ရပြီလားခင်ဗျာဒါဆိုရင်ကျွန်တော်တို့ပိတ်လိုက်ပြီ very good very good very good very အရန်တော်တယ်ဖွဲ့တယ်အရန်တော်တယ်ကဲရပြီလားခင်ဗျာကိုယ်သူဖြစ်ချင်းကိုပုံဖော်လို့ရပြီလားမျက်လုံးလေးပိတ်လိုက်တော့မအိတ်ခိုင်ဘူးနော်ပိတ်ခိုင်တာမျက်လုံးပိတ်တယ်ကြီးတော့ချီမွားပြီးတော့တရေရအောင်မယူနဲ့ခဏလေးโอเคမျက်လုံးပိတ်လိုက်ပြီတင်ရဘာတူလဲအကျွန်ုပ်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်သူဖြစ်ကြ၏ကိုမြင်လားမသိဘူးတော်ကောင်းကြီးခံစားရမယ်အဖွဲဆိုတာတင်မြင်လားမသိဘူးဘာကောင်းကြီးလဲတဲ့ဝမ်းနေချင်းနဲ့မယောနှောတဲ့ကောင်းကြီးအကုန်ဘုရားကတင့်အတွက်ပြင်ဆင်ထားပြီးသားဟုတ်ကဲ့တချို့ကပြောသေးတယ်ကောင်းကြီးဆိုတာငွေမဟုတ်ဘူးတဲ့ဘာရှောက်ပြောနေတာလဲကောင်းကြီးထဲမှာငွေပါတယ်ငွေကတော့ကောင်းကြီးရဲ့အလုံးစုံတော့မဟုတ်ဘူးထာဝရဘုရားဤကောင်းကြီးသည်စီးစိမ်ကိုဖြစ်စေတတ်၏ထိုစီးစိမ်သည်လေဝမ်းနေခြင်းနဲ့ယောနှောတော်မမူလို့ပြောတဲ့အတွက်ကြောင့်ဘုရားကောင်းကြီးထဲမှာစီးစိမ်ရှိလားခမညာရှိပါတယ်အာမင်အာမင်ဘုရားသခင်ရဲ့ကောင်းကြီးထဲမှာစီးစိမ်လည်းရှိတယ်ဝမ်းမြောက်ခြင်းလည်းရှိတယ်အောင်မြင်ခြင်းလည်းရှိတယ်အကုန်ရှိတယ်ကျွန်တော်တို့အခုကဖျားမှုတော်ဆောင်တဲ့ခါမှာစိတ်သွားတိုင်းကိုပါတယ်ဆိုတာဖျားပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာထဲကတချို့ဖြစ်သောစီးစိမ်ကိုကျွန်တော်တို့ရရှိတဲ့အခါမှာကျွန်တော်တို့ကစိတ်သွားတိုင်းကိုပါတယ်ဘယ်မှာဖျားသုံးချင်လဲ I am ready ဘယ်ကိစ္စလုပ်ချင်လဲ I am ready ကျွန်တော်တို့ကအမြဲတမ်းဖျားပြင်ဆင်ထားအခုဘယ်နိုင်ငံကောက်သွားမလဲလေရင်လက်မှတ်ဖို့ဆူတောင်းနေစရာကျွန်တော်မလိုဘူးဆူတောင်းနေစရာမလိုဘူးဘယ်လုပ်ငန်းလုပ်မလဲဆူတောင်းနေစရာတိတ်မလိုတော့ဘူးအရေးကြီးတာကဖယားမီးစိမ်ပြိုင်ဆော့ပြီကျွန်တော်မီးစိမ်နေဆိုတာလဲရှင်းရှင်းလေးပါညီကိုမောင်မတို့ရဲ့ယင်းနေတဲ့လူတို့တိတ်မခတ်ပါဘူးမယင်းနေတဲ့သူတို့အရာနဲ့ခတ်နေတာအတန်ကမကြောက်လေဘာလို့မကြောက်လဲဆိုတော့ frequency ကမညှိလို့လေကျွန်တော်တို့ radio kit ကိုမကြုံခဲ့ကြလို့တင်တော့မသိတာတို့ဟိုးရေဒီယိုခစ်ဆိုရင်တို့ကမြန်မာပြည်ကနေတို့က live ပြီးတော့ဖားနေဆိုအမတရုတ် line မိတယ်ဆိုရင်ဝအိုင်းနေထားပေါ်လာပြန်တော့ပြန်သွားအမကြော်ပြီးတော့ကလာ line ဘလာပဲတလကတေလကဆိုပြန်ဆိုတွေ့တယ်ကလာကိုလိုချင်တာကလာ line လည်းမဟုတ်တရုတ် line လည်းမဟုတ်ကျွန်တော်ဟိုးဆိုရင်ကျွန်တော်တို့ဖိုးဦးတမောင်ထွန်းတို့ရဲ့တင်ခါရမှာအစင်ထာဝရတို့ဆိုတဲ့အစီအစဉ်ရှိတယ်အဲ့လောက်ဆွဲလိုက်တော့ကလာလာလဲတရုတ်လာလဲအရာစိတ်ဆိုတယ်ဒါပေမဲ့အဲ့ယားထဲမှာရှိနေတာလေဒါပေမဲ့မိသွားတဲ့အချိန်မှာတချင်းလေးရစတယ်ဘာလဲသူပြောသေးတယ်ဘာလဲရှေ့မှာပြောတာရှိတယ်ပြောတဲ့ခါမှာဘာလဲဟိုတချင်းလေးဘာလဲလူဆိုတာတေမျိုးဆိုတာတချင်းလေးအဲ့ဒါအမြဲတမ်းဆရာကင်းပေါအောင်တော့မပြောချင်ဘူးဆရာကင်းပေါတော့ငယ်သေးတယ်အဲ့တော့ကလေသူအရန်ပြောပြီဘာလဲလူဆိုတာတေမျိုးလေးဘာလဲမဲသိမသိတော့ဘူးဒီဖွဲ့ရ
အသက်40အဖွဲတည်းတည်တယ်ဆိုဆရာမတော်တည်ရမလားအပေါ်ဆိုးသွားပြီခရစ်တော်ကြားလားโอเคထားလိုက်တော့โอเคထားလိုက်တော့မတည်တော့အဲ့လိုလေးလာပြီဆိုနားထောင်ရှင်းနာတင်ခါရမှာစင်ထောရတူဆိုလာပြီဖို့ဦးတမောင်ထုံးတန်ဟောပြီโอเคအဲ့ဒါမကြခင်တော့ရေးလည်းညိရဒီလိုလေးပဲအသားလေးပဲကျူနေလေးဒီပါလားနားထားနေကိုတော့ဒီနေ့တော့လာမဖတ်ဖို့ကောင်းချင်ရှင်နာမနဲ့ဆိုအာမင် No that's not tuning မကလာလိုက်မယ်မိမယ်ကလာလိုက်အတတိပဲမိမယ် no မရဘူးလားရောက်လေရောက်ကိုစိတ်တူစရာတွေပြဿနာနေရင်ဆူတောင်းလာပဲကွာဘာမှမရဘူးဖြစ်ကို tuning All my life you have been faithful All my life you have been so Iကျွေးပြရတော့No တချင်းဆိုဖယားနဲ့ကျူနေညှိတဲ့ချိန်မှာအကျွေးเจ้าကိုအဝင်းမခံနဲ့လုံးဝလားဒီလုံးဝကျူနေညှိနေချိန်မှာအဲ့ဒီအပေါ်စားရတဲ့အဝင်းမခံရအောင် All my life you have been faithful ကျူနေကိုတော့အကျွေးဝင်လာလဲဒီအကျွေးရဖျားခင်အကုန်ဖြည့်ရှင်းထားဖြစ်တဲ့ကြောင့်ခြေတော်ချီးမွမ်းပါတယ်လုံးဝပူပါမှုလုံးဝခွင့်မပေးနဲ့ So good with every breath that I am ဒါဆိုနေဒီကိစ္စဘယ်လိုလုပ်မှာလဲနေမန်နေဂျာနေကိုစောင့်နေပြီလေမျက်စိပြူးနဲ့စောင့်နေမှာဘယ်လိုလုပ်ဖျားခင်ငါတို့အကောင်းဆုံးပြင်ဆင်ထားပြီလာမနောက်ဆက်နေယေရှုနာမနဲ့ဖယ်ရှား Oh my Lordနေဘယ်လိုလုပ်မှလဲဒီကိစ္စတွေကအဲ့ဒါငါလည်းမဆိုင်ဘူးဖခင်နဲ့ဆိုင်လိမ့်မယ်စစ်ပွဲအတာဖခင်အတာငါကဖခင်နဲ့အနာယူတတ်ဖို့ပဲငါပြင်ဆင်မယ်စစ်ပွဲဖခင်ရဲ့အတာဖြစ်တယ်ဟာလေလုယာအဲ့ဒါအရေးကြီးတယ်ကြောက်ချင်းတာဆို All my life you have ရှောက်ကြည့်နေတာဒီအယုံကဖခင်မှမရှိဘူး All my life you have been so good with every breath that I am able I have lived in the goodness of God second part all my life you have ayong nga bimamang mo matida kalim yo yaw laiတာဟန်ရောက်လိုက်မရအောင်ညီကိုမောင်မတို့မရအောင်ဖခင်ကပြောထားပြီးသားလုံးဝမစိုးရင်နဲ့ဤလောကမှာမင်းတို့ဆင်းရဲဒုက္ခခါမယ်မစိုးရင်နဲ့ငါဒီလောကကိုအောင်ပြီလို့ပြောတယ်ဖခင်ကတာဝန်ယူနိုင်လို့ပြောတယ်ဖခင်ဗျာအရေးကြီးတာတင်တစ်ဖက်တက်ကြီးတိတာမဖြစ်စေနဲ့သူနဲ့ကျူနေလေးတော့ညှိလာဆရာဒါဆိုကျွန်တော်ဘယ်လိုအချိန်ယူရမှာလဲဆရာဒူးထောက်ရမှာလားဆရာလက်မြောက်ပြီးတော့လားဆရာမို့ကျွန်တော်ဒီလိုလားဆရာမလိုဘူးဘာမှမလိုဘူးဒါလေးပဲထိုင်မလို့All my life you have been faithful All my life you have been so good with every breath that I am ableကိုရတဲ့ကောင်းမြတ်တယ်ကိုရောမနေ့ကလည်းကောင်းမြတ်တယ်ဒီနေ့လည်းကောင်းမြတ်တယ်မနေ့ကကောင်းမြတ်ခဲ့တယ်ဖေဟာဒီနေ့လည်းကောင်းမြတ်တယ်ဖေဟာကနောက်လည်းကောင်းမြတ်အောင်မယ်ဆိုတာယုံကြည်တယ်ကိုရောဟုတ်ပါတယ်ကျွန်တော်မှပြဿနာတော့ရှိပေမဲ့သူ
များတဲ့ရှင်လိုက်ကျွန်တော်အမြဲတမ်းကောင်းကြီးရှိနေသေးတယ်လေတို့ကြောင့်ကိုတော့ဂျေဇုတင်တယ်ဒါတွေအားလုံးမချခင်မှာတတ်တည်ခံစရာတွေဖြစ်မှာဖြစ်လို့ဂျေဇုတင်အဲ့လိုချီးမွမ်းနေတဲ့ connection ကဘလိုက်မိတာအဲ့လိုမျိုးပဲချီးမွမ်းနေတယ်ဖခင်ကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာကိုအာဗြဟံကဲ့သို့တောင်းပေါ်မှာဖခင်ပြင်ဆင်ထားပြီဆိုတဲ့ယုံကြည်မှုနဲ့ဝန်ခံခြင်းတွေအားလုံးကတကယ်ဖခင်ကစတင်ပြင်ဆင်တော့တာဗျာသူ့ပေါ်မှာစိတ်ချတဲ့စကားတွေပြောတာများရင်ဖခင်ကငြိမ်ငြိမ်နေလို့မရတော့ဘူးတင်းငြိမ်ငြိမ်မနေမှသာဖခင်ငြိမ်သွားတာတင်းငိမ့်ငိမ့်နေရင်သူ့လက်တော်စတင်လှုပ်ရှားလာအောင်ကျွန်တော်ဟာတာပြောတာမဟုတ်ဘူးနော်တကယ်ပြောတာဖခင်ကတင်းကိုငိမ့်ငိမ့်နေခိုင်းတယ်နော်46ခုမြောက်သောစာလအငယ်30မှာငိမ့်ဝတ်လျက်နေကြလော့ငါကဖခင်သခင်ဖြစ်သည်ဟုတိမှတ်ကြလော့တဲ့ငိမ့်ငိမ့်နေခိုင်းတော့တို့မငိမ့်နိုင်တာပူနေတာဘာပူလို့ပူမှလည်းမသိကိုလည်းလုံနိုင်တာလည်းမဟုတ်ရင်မပူနဲ့ပေါ့ဒါမဲ့ပူတယ်ဘာလုံရင်ကောင်းမလဲဘာလုံရင်ကောင်းမလဲဘာမှမလုံတတ်လို့တင်ဘာမှမလုံနိုင်တဲ့ကိစ္စကိုငိမ့်ငိမ့်နေပေါ့ငြိမ်ဝလည်းနေတာအင်္ဂလိပ်ဆို be still and know that I'm God be still and know that I'm God Amenကြောင့်တင်ပြဿနာဖြစ်လိုက်ဘာမှတောင်းနဲ့တင်ငြိမ်ငြိမ်နေတတ်ဖို့ပဲတောင်းပြဿနာဖြစ်လိုက်ပါလဲငြိမ်ငြိမ်မနေပဲဟိုဖုံးဆက်ဒီဖုံးဆက်ဟိုလောက်ဒီလောက်ကတင်ကိုပိုးပြီးတော့ရှုံးနေစေတာမှတ်ထားပြဿနာဖြစ်လိုက်ရင်တင်လို့မရတခုပဲရှိတယ်ဘာလဲဘေးနာမရှိပြလိုက်ငြိမ်ငြိမ်နေရစေတတ်အတာအောမာဒီရှင်းဆိုရင်ဆရာကင်းပေါ်သူ့ဖုန်းမိုက်ခရိုဖုန်းမပေးရင်သူစိတ်မကောင်းဒါသူရှင်းဖြစ်နေတော့မူကျွန်တော်ချစ်လို့သူ့စားလားစာတေမာတကိုကြည်လာတော်ဝဲအပင်လေလိုက်လုံးရဲ့မိုးကြိုးထန်ကျင်လေဟောစီပါနေမုန်တိုင်းညထကိုရောအောင်ဆိုရှင်လိုက်လုံးတွေပေါ်ကိုရောရှင်ကြောင့်သာငြိမ်ဝလျက်နေမည်ကိုရရှင်ကြောင့်မယ်ငြိမ်ငြိမ်နေခိုင်းတာပေကလေးငြိမ်ငြိမ်နေခိုင်းတယ်ထင်လို့လေကဘာဥကလေးอ่ะကျွန်တော်ပြောရင်ပြောတယ်ဖြစ်အောင်မယ်ကျမ်းစာတကယ်ပြောတာဖတ်လိုက်ပါဗျာအိမ်ရောက်လည်းဖတ်မှာမဟုတ်ဆိုတော့ကဘာဟေဘရဲခန်းကြီးလေးဟေဘရဲခန်းကြီးလေးအငယ်တစ်ဟေဘရဲခန်းကြီးလေးအငယ်တစ်ကျွန်တော်တို့ကဲငြိမ်ဝတ်စွာနေစေခြင်းနဲ့ဖခင်တင်းငြိမ်ငြိမ်နေရင်ဖခင်တကယ်အလုပ်လုပ်ပြီနော်တင်းပူပန်မှုတွေနဲ့ရှောက်လုပ်တဲ့ဟာတွေအားလုံးကအရာတင်းရှုံးနေတယ်နော်အလိန်ခါတဲ့အပိုင်းเนี่ยအဲ့ဒါပဲသူများလာပြောတယ်လှုပ်ချင်နေပြီအရန်လှုပ်ချင်နေပြီလမ်းလှုပ်ချင်ငြိမ်ငြိမ်နေလိုက်တင်းမှတ်ထားအရန်လှုပ်ချင်နေပြီဆိုငြိမ်နေတော့ငြိမ်နေတဲ့အချိန်ကြတော့မှလှုပ်လိုက်အရာနေသူများလဲမများလုံးတော့ဒါမချခင်တော့ဒါတော့ဒါနင်းတိတ်တရားထက်လိုက်တာနဲ့နင်း3ရက်တွင်းမှာပဲ1000ပြန်မကိစ္စမြန်လုံးဆိုကွာရှိတာလဲ10သိန်းပဲရှိတယ်တိတ်တရားဘာပဲဖြစ်ကွာငါအတိုးနဲ့သွားရှုံးမယ်90အဲ့ဒါမလုံးနဲ့ဟေဘရဲခန်းကြီးလက်ငယ်တစ်မလုံးနဲ့ငင်းနေကိုဘာသူဖြစ်လဲဆိုတော့ကိုတီကိုကလေကောင်းကြီးရှိပြီသား no တင်အာမင်မထူတယ်ဟိုရွှေလင်းယုံလို့တင်အာမင်မထူတင်လက်ထလို့အာမင်ထူအာမင်လို့နာရွှေလင်းယုံကဲ့သို့တ
တကယ်ကိုကောင်းဖို့ရ yes I am ဆိုပြောနိုင်ရမယ်တင်အာမင်ဆိုတင်ကောင်းကြီးရှိပြီးသားတင်ကောင်းကြီးရှိပြီးသားတင်ကကောင်းကြီးအပြည့်ရှိတဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်တင်ကိုတင်မဝန်ခံရင်ကျွန်တော်တင်အတွက်ဝန်ခံပေးမယ်တင်ကတကယ်ကောင်းကြီးရှိတဲ့သူဖြစ်တယ်အာမင်အာမင်အာမင်မချမ်းပါဆိုလို့ပြန်ပြောမယ်တင်ဟာတကယ်ကောင်းကြီးရှိတဲ့သူဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားကပြောထားပြီးသားတင်တို့ကဘာလဲတဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတဲ့သူဖြစ်လို့ပါတဲ့ဘုရားကတင့်ကိုကောင်းကြီးပေးထားပြီးသားပါအာမင်ဘုရားကတင့်ကိုကောင်းကြီးပေးထားပြီးသားအာမင်တကယ်ကောင်းကြီးပေးထားပြီးသားပြောရ I'm blessed I'm blessed blessing ရတော့ I'm blessed ပေါ့မ blessing ပဲ blessed ပြောတာမ I'm blessed I'm blessed ငါဒီအထူးကောင်းကြီးရှိတော်သူဖြစ်တယ် I'm blessed အာမင်ငါဒီအထူးကောင်းကြီးရှိတော်သူဖြစ်တယ်အာမင်အထူးကောင်းကြီးရှိတဲ့သူဖြစ်တယ်โอเคထို့ကြောင့်ဘုရားခင်ချမ်းသာတဲ့သူဝင်ရသောအခွင့်ကိုပေးသောဂတိတော်ဒီငါတို့၌โอเคဒီမှာချမ်းသာလို့သုံးတယ်ကွအင်္ဂလိပ်မှာကြတော့ rest လို့သုံးတယ်ခင်ဗျ